မင်္ဂလာပါရှင်မန္တလေးမြို့ပေါ်ရှိရက်ကွက်များအတွင်းသို့ဖြတ်တန်းစီးဆင်းနေသောကိုလံပိုများအားရေကြီးလာကောင်းမွန်စေရန်အတွက်အမိုက်တရိုက်များနဲ့မြောင်းစာဆယ်ယူခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိတဲ့တဲ့တင်ကိုမန္တလေးမြို့တော်စီပင်တာယာရေးကော်မတီတဲ့တင်ရုပ်သံထုတ်ပြန်ရေး MDY Press မှတင်ဆက်ပေးမှာဖြစ်ပါတယ်ပြည်သူ့အတွက်ကြိုးပမ်းဆောင်ရွက်မှုများထဲမှာတစ်ခုဖြစ်တဲ့မန္တလေးမြို့တော်တန်ရှင်းတရားလှပစေရန်မန္တလေးမြို့တွင်ဖြတ်တန်းစီးဆင်းနေသောအဓိကမြောင်းမကြီးများထဲမှာတစ်ခုဖြစ်တဲ့ကိုလံပိုမြောင်းအားရေစည်းရေလာကောင်းမွန်စေရန်နဲ့မြောင်းပြေဝဲရတခြားတန်ရှင်းမှုရှိစေရန်စရန်တရားအင်အားလူရင်အားများအသုံးပြုကမြောင်းဆယ်ယူခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်းကိုမန္တလေးမြို့တော်စီပင်တရားရေးကော်မတီတန်ရှင်းရေးဌာနမှဒုတိယဌာနမှဦးမင်းအောင်ဖြိုးကအခုလိုပြပြထားပါတယ်ကျွန်တော်မန္တလေးမြို့တော်စီမံရေးကော်မတီတန်ရှင်းဌာနအနေနဲ့တော့မန္တလေးမြို့ပေါ်မှာရှိတဲ့မြောင်းကြီးမြောင်းငယ်မြောင်းသေးတွေကိုနှစ်စဉ်လစဉ်ပုံမှန်မြောင်းဆယ်ယူတန်ရှင်းပေးလျက်ရှိပါတယ်မန္တလေးမြို့ရဲ့မြောက်ပိုင်းကရေတွေစီးဆင်းဖို့အတွက်အရေးကြီးတဲ့ကိုလံပိုမြောင်းကိုတူးဖော်ရှင်းလင်းနေရပဲဖြစ်ပါတယ်ခင်ဗျကိုလံပိုမြောင်းဆိုလို့ရှိရင်ချမ်းမြသာစီမြို့နယ်ပြည်သူ့မြို့နယ်တွေကိုဖျက်ဆီးပြီးတဲ့အခါမှာတောင်တမန်ရင်းတွေကိုဝင်ရောက်သွားတာဖြစ်ပါတယ်ကိုလံပိုမြောင်းရဲ့ရေစီးရေလာကောင်းမွန်ခြင်းအပြင်ဒီမန္တလေးမြို့ရဲ့အရှိပိုင်းမှာရှိတဲ့ရပ်ကွက်တွေရေကြီးနှိမ့်မြုပ်မှုတွေကိုကာကွယ်နိုင်ဖို့အတွက်တူးဖော်ရှင်းလင်းနေခြင်းဖြစ်ပါတယ်ခင်ဗျကိုလံပိုမြောင်းဆိုလို့ရှိရင်အကျယ်22ပေရှိပြီးတော့အနက်အဖြစ်တော့17ပေလောက်ရှိပါတယ်အဲရတော်6နဲ့သွားဆုံတဲ့အထိစုစုပေါင်း2349ပေရှည်လျက်ပါတယ်ကျွန်တော်တို့ဌာနအနေနဲ့ကလည်းနှစ်စဉ်မိုးရွာသည့်မတိုင်ခင်မှာမြောင်းဆယ်ယူရှင်းလင်းတဲ့လုပ်ငန်းတွေလည်းရှိပါတယ်ဒါအပြင်နိုင်ငံတော်အစိုးရကလည်းထူးစီမံကိန်းချမှတ်ဆောင်ရွက်လျက်ရှိရမှာကျွန်တော်တို့တန်ရှင်းဌာနအနေနဲ့ကလည်းမန္တလေးမြို့မှာရှိတဲ့မြောင်းတွေရည်စည်းလာကောင်းမွန်ရေးအတွက်ကိုဒီ10ရန်တွေအသုံးပြုပြီးတော့ရက်တရာစီမံချက်ချမှတ်အကောင့်တွေပေါ်ဆောင်ရွက်နေတာဖြစ်ပါတယ်မန္တလေးမြို့လုံးမှာရှိတဲ့မြောင်းကြီးတွေအားလုံးကို10ရန်တွေလူရအားတွေနဲ့အထူးချမှတ်ဆောင်ရွက်ဆယ်ယူရှင်းလင်းပေးလျက်ရှိပါတယ်ကိုလံပိုမြောင်းမှာဆိုရင်တော့လက်ရှိ10ရန်2စီးကိုအသုံးပြုပြီးတော့ဆောင်ရွက်နေပါတယ်ကျွန်တော်တို့မြောင်းဆယ်လောက်သား120ဦးဟာဆိုလို့ရှိရင်လည်းဒီမန္တလေး6မြို့နယ်အတွင်းမှာမြို့နယ်လိုက်ရက်ကွက်အပိုင်းလေးတွေခွဲပြီးတော့မြောင်းဆယ်ယူရှင်းလင်းပေးလျက်ရှိပါတယ်ကိုလံပိုမြောင်းကိုကျွန်တော်တို့က9လပိုင်းတွင်းထဲမှာပြီးစီးအောင်ဆယ်ယူရှင်းလင်းသွားမှာဖြစ်ပါတယ်မန္တလေးမြို့မှာရှိတဲ့ပြည်သူတွေနေနဲ့ရလဲမြောင်းတွေကိုအမိုက်ပစ်ခြင်းမပြုလုပ်ဖို့မြောင်းတွေပေါ်မှာကျူးကျော်နေထိုင်တာတွေပစ္စည်းထားတာတွေနောက်ဆောက်လုပ်ရေးပစ္စည်းစုပုံခြင်းမပြုခြင်းအားဖြင့်မြောင်းတွေရဲ့ရည်စည်းလာကောင်းမွန်ရေးကိုဝိုင်းဝန်းပံ့ပိုးကြပါလို့ကျွန်တော်အနေနဲ့တိုက်တွန်းလုပ်ပါတယ်အဆိုပါကိုလံပိုမြောင်းအတွင်းရှိအမိုက်တရိုက်များမြောင်းစာများဆယ်ယူခြင်းအပြင်မန္တလေးမြို့တွင်ရှိရက်ကွက်များနှင့်လမ်းမကြီးများတွင်ရေကြီးရေရှမ်းမှုဖြစ်ခြင်းမှရောကြစေမှဖြစ်ကြောင်းသိရပါတယ်ရှင်